ရန်ကုန်ကနန်းဆိုပြီးတော့အမေရိကန်တွေကြားမှာရေပန်းစားပေမဲ့ရန်ကုန်သားရန်ကုန်သူတွေမသိကြတဲ့ crab rangoon ပါရန်ကုန်ကိုဟိုးရင်ခေတ်က rangoon လို့ခေါ်တာအားလုံးသိကြမယ်ထင်ပါရဲ့ဒီမီနူးကိုတရုတ်နယ်ဖွာအမေရိကန်လူမျိုးက1940လောက်မှာစထွင်ခဲ့ပြီးတော့ rangoon crab လို့နာမည်ပေးခဲ့ပါတယ်အရန်ကိုနာမည်ကြီးခဲ့ပါတယ်1950အလယ်လောက်ကနေပြီးတော့ယနေ့အချိန်ထိမှာတော့ rangoon crab လို့မခေါ်တော့ဘဲနဲ့ crab rangoon လို့ပြောင်းလဲခေါ်ဆိုကြပါတယ်ဒီမီနူးရဲ့အဓိကကတော့ကနန်းချောင်းတို့မဟုတ်ကနန်းတာကျက်သွန်မိတ် cream cheese တို့ကိုရောစပ်ပြီးတော့ဖတ်ထုတ်ရွက်ထဲမှာထည့်ကြော်တာပါကျမရဲ့ cream cheese ကအများကြီးဝယ်ပြီးခဲကန်းထဲမှာထည့်ပြီးတော့တင်ပြီးတော့ပြန်ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပုံမလှဖြစ်သွားပါတယ်ပြီးတော့လေတကယ်မီနူးမှာက cream cheese ကိုဒီနှစ်ဆထည့်ပေးရမှာပါရှင်လေးလာကြည့်ရဲ့အခါမှာပဲငံပြရည်တကြားစားကျက်သွန်ဖြူငရုတ်ကောင်းမုတ်စတဲ့ဟင်းခက်တွေကိုထည့်ကြတဲ့သူတွေရှိတယ်လို့မထည့်ကြတဲ့သူတွေလည်းရှိပါတယ်ကျမကတော့တကြားလေးနည်းနည်းပဲထည့်ထားပါတယ်rangoon လို့နာမည်ပေးထားတာကလေအမေရိကန်တွေကြိုက်ကြတဲ့ cream cheese ကို fusion ပုံစံဆန်းသစ်ထားတာမလို့အာရှရဲ့အငွေ့သက်ပါအောင် rangoon ဆိုတဲ့မြန်မာပြည်ကမြို့နာမည်ကိုပေးလိုက်တာလို့သိရပါတယ်ခေါ်လို့ကောင်းအောင်နာမည်ပေးထားတာဖြစ်ပြီးတော့မြန်မာပြည်ရန်ကုန်နဲ့တော့ဘာမှဆက်ဆက်မှုမရှိပါဘူးကြည့်ရှုသူမိတ်ဆွေတို့ကတော့ crab rangoon ကိုကြားဖို့ပါသလားဒီနာမည်နဲ့ပတ်သက်ပြီးတော့ဗာများမှတ်ချက်ပေးချင်တယ်လဲရှင့်ပြောပြပေးပါဦးနော်နိုင်ငံခြားက social media တွေမှာလည်း crab rangoon လို့ food blogger တွေကြားထဲမှာရေပန်းစားပေမဲ့အများစုကတော့မြန်မာပြည်ကရန်ကုန်မြို့လေးရဲ့နာမည်ဆိုတာကိုမသိကြတဲ့သူများပါတယ်ရှင့်အဆုံးထိကြည့်ပေးတာကျေးဇူးပါ